အားလုံးပဲမင်္ဂလာပါဗျဖူဘောတစ်မြန်မာ YouTube channel ကနေကြိုဆိုလိုက်ပါတယ်ဇူလိုင်လ3ရက်နေ့မနက်တနာရီခွဲမှာကစားမဲ့ကမ္ဘာဖလားပွဲ Round of 32ပွဲစဉ်ပထမဆုံးပွဲအဖြစ်စပိန်နဲ့အော်စတြေးလျတို့ပွဲစဉ်ကိုခံမှန်းပေးသွားမှာဖြစ်ပါတယ်အာရှကြီးဖွင့်လှစ်မှုကတော့စပိန်ကနေပေါ်ရီကိုတလုံးရှုံးနဲ့နှစ်သင်းပေါင်းတွင်ကို3လုံး50နိုင်ဆိုပြီးတော့ဖွင့်လှစ်ထားပါတယ်ကျွန်တော်ကတော့ဒီပွဲစဉ်မှာစပိန်2ခုပြတ်နိုင်သွားမယ်လို့ခံမှန်းပေးချင်ပါတယ်နောက်ပွဲစဉ်မနက်9နာရီခွဲမှာကစားမဲ့ကမ္ဘာဖလားပွဲ Round of 32ပွဲစဉ်ဖြစ်ပေါ်တူဂီနဲ့ခရိုအေးရှားပွဲစဉ်ကိုခံမှန်းပေးသွားမှာဖြစ်ပါတယ်အာရှကြီးဖွင့်လှစ်မှုကတော့ပေါ်တူဂီကနေပေါ်ရီကိုတလုံး50အနိုင်နဲ့နှစ်သင်းပေါင်းတွင်ကို3လုံး85နိုင်ဆိုပြီးတော့ဖွင့်လှစ်ထားပါတယ်ကျွန်တော်ကတော့ဒီပွဲမှာခရိုအေးရှားကိုခံမှန်းရွေးချယ်ခြင်းပါတယ်ရာဇာတို့ရဲ့ခံမှန်းရလဒ်ကိုလည်းကွန်မန့်မှာမှန်သွားကြလို့ရပါတယ်ဗျနောက်ထပ်ပွဲစဉ်အဖြစ်မနက်9နာရီခွဲမှာကစားမဲ့ကမ္ဘာဖလားပွဲ Round of 32ပွဲစဉ်အဖြစ်ဆွစ်ဇာလန်နဲ့အယ်ဂျီရီးယားပွဲစဉ်တို့ကိုခံမှန်းပေးသွားမှာဖြစ်ပါတယ်အာရှကြီးဖွင့်လှစ်မှုကတော့ဆွစ်ဇာလန်ကနေပေါ်ရီကိုတည်ရှိတဲ့ရှုံးနဲ့နှစ်သင်းပေါင်းတွင်းကိုနှလုံး50ရှုံးဆိုပြီးတော့ဖွင့်လှစ်ထားပါတယ်ကျွန်တော်ကတော့ဒီပွဲစဉ်မှာကိုအောင်သွားမယ်လို့ခံမှန်းပေးချင်ပါတယ်အချိန်နဲ့များကြေးပြောင်းလဲများလည်းရှိနိုင်ပါတယ်ရာဇာတို့ရဲ့ခံမှန်းရလဒ်ကိုကွန်မန့်မှာမှန်သွားကြလို့ရပါတယ်ဗျအကယ်၍ကျွန်တော်ခံမှန်းပေးတာကိုသဘောကျကြိုက်နေတဲ့ရင်ကျွန်တော် channel ကို like and subscribe လုပ်ပြီးတော့အားပေးလို့ရပါတယ်နောက်ထပ်ပွဲစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲ bye bye ပါ